လေးတို့ ready လူပေါက်မဲ့လမ်းတွေကိုရွေးအောင်မဲ့အနေထားမှာ retribution game flash ပဲရောက်ရေးဘလို့ပေါက်ကိုကျွန်တော်မရအော် Tectonic ချက် 4man တော့လာသွားပြီ Juno တန်းပြောက်သွားတယ် game flash မရှိတော့ဝေး hey အဲ့မှာတော့ winter crown လေးခဲထားတဲ့ခွန်လေးကိုပါဆုံးသက်ခဲ့နေပဲ hero က3កောင်နဲ့ရောက်ရေးထမ်းပေးသွားပြီလီနာဖုန်းနဲ့တန်းအန်းကွင်းတော့မပေးသေးဘူး Tectonic ချက်ပါတိုက်ထားတယ်ဆိုမလဲ Harry ရဲ့ဇာမဖို့ကြမှာ Nico တကောင်ပေးဘလို့ဖြစ်သွားရင်တော့မဟဲ Asmarita Starfall ဘလစ်ပြန်ထွက်ပြီ game flash နေတော့အကောင်းဆုံးပဲပြန်ပြေးသွားခဲ့နေပဲနောက်ဆုံးချိန်ထိတော့ YG အသက်ဆက်နေဦးမယ်ပရိသတ်အသက်ဆက်နေဦးမယ် holy shit oh my god ပဒန်းအနေနဲ့တော့တော်တော်ကြီးကိုပတ်လာနေတာဗလိုင်းနေကနေပြီးတော့တော်တော်ကြီးကိုပတ်နေတာဗျာတော်တော်ကြီးကိုပတ်နေတာပဒန်းဝေါက2 man လာလိုက်တဲ့ဘက်ဆက်ရဘလင်းအကောင်းဆုံးပဲ YG ကိုတော့ကဲတင်ပေးသွားပြန်ပြီပရိသတ်ဟာရောင်ကြီး fake red 2 man မှာကောနှစ်ကောင်ပါလာတာလို့အဲ့ဒီဘက်တရီကတော့မင်းမျက်လုံးတွေပါပြုတ်ပြူးတယ်သားကြီးတို့ဟောမေတကယ်ပတ်တာရောင်ကြီးဟိုဘက်ကနေဖေးပတ်ပြီးတော့ဗဒန်းနောက်ကနေဝင်ထိုးသွားကြံတဲ့လူတွေကလည်းသိတယ်လော်ကြီးကိုရှင်းရမယ့်နေတာတို့ကရှင်းနေနေလေးတိုးနေတာတကယ်ကောင်းတဲ့ဘက်တဆက်တယ်လို့လီနာရှင်းနေနေလေးတော့ပြေးကတ်နေတဲ့ ground မှာ Tectonic ချက်ရှိရင်တော့ game flash အဲ့ဒါမေးထားလို့မရဘူး AI နဲ့လို့ဖြိုသွားမယ်နော် AI နဲ့လို့ဖြိုသွားမယ်နော် retribution game flash ပဲပေါက်ဝိုင်းတယ်ဟန်နေနဲ့မပေါက်လိုက်ဘူးဆိုတော့အဲ့မှာတော့ရင်းလေးပါတင်မလို့တော့ဖြစ်သွားတယ်မတော့မဘလင်းတကောင်ပြန်တော့ back နေရပြီ brand walker ပြီးတော့ fake red လေးတော့ထိုးတယ်ဆိုပေမဲ့လည်း battle setup ကလုံးဝမချလိုက်တာ backမေကွန်းတကူတော့ထုတ်ရရှိလီနာဘာလို့ Tectonic ချက်ကိုဖျက်မတိုက်လိုက်တာလဲအဲ့နေရာမှာ game flash ကိုသာဖုံးလို့ပြီးတော့ဖျက်တိုက်လိုက်မယ်ဆိုရင်တော့ဟန်လေရီဒီလာပေါက်ခွင့်ရအောင်မယ်လို့တော့ထင်တယ်ဒါပေမဲ့သူတို့မလုပ်ခဲ့ဘူးဗောနော်လူပေါက်တဲ့လမ်းစဉ်တော့ပြန်လုပ်ပြီးဝိုင်းကလောက်ပြန်လုပ်မှာဘလင်လေးကိုတော့ခွန်ကတော့ရှာဖွေတိုင်းနဲ့လော်လေးကိုတော့ရီဒီလူပေါက်မဲ့လမ်းစဉ်ကိုရွေးအောင်မဲ့အနေထားမှာ retribution game flash ပဲရောက်ရေးဘလို့ပေါက်ကိုကျွန်တော်မရအော် Tectonic ချက် 4man တော့လာသွားပြီ Juno တန်းပြောက်သွားတယ် game flash မရှိတော့ဝေး hey အဲ့မှာတော့ winter crown လေးခဲထားတဲ့ခွန်လေးကိုပါဆုံးသက်ခဲ့နေပဲ hero က3កောင်နဲ့ရောက်ရေးထမ်းပေးသွားပြီလီနာ the one and onlyလီနာပဲဖြစ်ပါတယ်ဂျူနိုရှာနေပြန်ပြီသားတို့ဂျူနိုရှာနေပြန်ပြီဂျူနိုတွေ့သွားပြီဆက်ချင်းမောင်နေရှော့ကအော်ဒါပေမဲ့ဘလင်းကပေါ်နေတယ်ဟုတ်နီကိုအိမ်မှာလားနီကိုဖာဆာခရို impact ဒီဘက်မှာလော့အနေသားသွေးသုံးပုံတပုံဇာမဖူခင်းလာတယ်မောင်နေရှော့ကဖြတ်တိုင်း immortal ကောက်ဆွတ် retribution game flash ပဲဟန်နေနဲ့မပေါက်လိုက်ဘူးနီကိုလေးကိုကြည့်ကြပါဦးနီကိုအနေနဲ့ကမသေးသေးဘူး Harry ရဲ့ဇာမဖူကြားမှာဂျူနို damage တော့ပေးဖို့တော့ကြိုးစားနေမှာနီကိုဗဒန် walker ကလွဲဝိုင်းနေမှာ Harry ရဲ့ damage နဲ့နှစ်ကောင် trade တိုင်းနေပဲနီကိုပြန်တော့ဘတ်အောင်မယ်ဒီလော်လေးလည်းရှင်းကျင်တော့ရှင်းလို့ရသေးရပါတော့ဒီတစ်ခေါက်ကဟန်လော်နာတော့ရောက်လိုက်တယ်ဆိုမှမပေါက်လိုက်ရဘူးဒီကပြေးပြီးတော့အဲ့မှာ Harry ဇာမဖူနဲ့နီကိုကြီးကိုထုနေပြီနီကို immortalကောင်းတော့ဆော့ဝိုင်းနေမတော့ stick နေတော့တစ်ချက်စာလေးမှမရလိုက်ဘူး stick တကောင် immortal ပြန်ဆော့သွားသေးတယ် stick တကောင် immortal ပြန်ဆော့ဝိုင်းမသေးသွားနေမတော့ဗဒန် walker fake red နဲ့တော့နီကိုလေးတော့ပြန်ရလိုက်တယ်ဗောနော်ဆိုတော့မစိုးဘူးပြဒါပေမဲ့မောင်လေးရှော့ကဟန်လွဲသွားပြီဝိုင်းဒီဘက်မှာလေ game flag နေတော့ဘာစီက rolling နဲ့ဟန်တော့ပြေးကတ်မယ်ဆိုတော့ဟန်သာတည်သွားမယ်ဆိုတော့အဲ့နေရာတော်တော်ကြီးတော့ဟွာဖြစ်သွားမယ်ခတ်သွားမယ်ဗတဲ့ဆိုင်ရတာကာပြီးနေပြီ Asmarita ပြေးလာပြီယူရင်းနဲ့ကာပြီးတဲ့ Grot Tectonic ချက်နဲ့ Juno တကောင် immortal လီနာတောင်းပေးခဲ့တယ်ဆိုပေမဲ့လည်းတစ်ဖက်မှာလည်းဟန် immortal ကောက်ဆွဲဟန်တော့ Asmarita Star Dance ဒီကြောင်းမှာတော့အကောင်းဆုံးပဲခေါ်ဖြတ်ချပေးဝိုင်းတယ်ကောမရှိတော့ stick တော့ကြံနေသေးတယ်ဆိုတော့တစ်ဖက်မှာလည်းရင်းကြံနေသေးတယ်နှစ်ယောက်တည်းနဲ့တစ်ဖက်မို့လွယ်ပါမလားဗောနော်ဘလင်းအနေနဲ့ပြန်တော့စက္ကန့်30ဆိုတော့လေအဲ့ညင်တော့နည်းနည်းလေးတော့အပေါ်လဲနေတက်မှရမယ်ဘလင်းပြန်ထွက်ပဲ10စက္ကန့်ကိုတော့တော်တော်ကြီးတော့တောင်းခံပေးမှရမှာရင်းအကောင်းဆုံးတော့ကာတိုင်းနဲ့ခရီးယုတ်တွေပါပြန်ထွက်ပြီးရင်းတော့ကတော့တော်တော်ကြီးတော့အချိန်ကုန်နေတယ်ဘလင်းပြန်ထွက်တော့မယ် Harry သွေးနေဝါပြီဗျာဇာမဖိုးနဲ့တန်းအန်းကွင်းတော့မပေးသေးဘူး Tectonic ချက်ပါတိုက်ထားတယ်ဆိုမှလည်း Harry ရဲ့ဇာမဖိုးကြမှာ Nico တကောင်ပေးဘလို့ဖြစ်သွားရင်တော့မဟဲ Asmarita Starfall ဘလင်းပြန်ထွက်ပြီး game flash နေတော့အကောင်းဆုံးပဲပြန်ပြေးသွားခဲ့နေပဲနောက်ဆုံးချိန်ထိတော့ YG အသက်ဆက်နေဦးမယ်ပရိသတ်အသက်ဆက်နေဦးမယ်Holy shit oh my god ဟောပွဲရဟိုက်လာပြီဗလားပွဲရဟိုက်လာပြီဟုတ်တယ်ဒေါ်လီကတော့ပို့ချနေပြီတော့ပေးပါလားတော့ပေးပါလားလောကတော့ပေးရမယ့်နေသားမျိုးတော့ရှိနေနေပဲကျွန်တော်တစ်ဖက်မှာလဲလီနာရာသေးလားပြေးဝင်သွားမယ် Tectonic ချက်ဖက်လစ်ကအော်နီကို Feather Airstrike နဲ့တော့ရောက်ယူပေးဝိုင်းနေမှာ Game Flag တကောင်အမားတော့ခံပေးထားတယ် Blade အနေနဲ့တော့ထိုးညင်သေးလားလီနာတည်သွားတဲ့အခိုက်အတန့်မှာတော့9ယောက်4ယောက်ကထက်တက်အောင်မှာလော်ကြီးကတော့မက်ဒစ်စီပဲဟိအောင်ရေး9ကမြောက်လို့လေမက်ဒစ်စီအနေနဲ့ပဲထပ်မှန်ပြီးတော့သိမ့်ပိုက်သွားတဲ့အနေသားတခုမှာ YG immortal ပိုင်းလည်းပြီးတော့ B1 နဲ့မှာ Fasa Feather Airstrike ကိုဖက်လစ်ကနဲ့ခုံချက် Stick အနေနဲ့တော့သိမလို့ပဲဟိုးပါမှာလဲကျွန်တော်တို့ရင်းဟောပျောက်သွားသေးတယ် Stick အနေနဲ့ပျောက်သွားသေးတယ် Juno ခုံထု Grot Tectonic ချက်အလားဆုံးပဲဘိုးရဲတိုက်ပြသွားတဲ့ခိုင်တာမှာ မက်ဒစ်စီလောနဲ့သူတရုံးပြေးချိုးသွားရင်လည်းအကောင်းဆုံး performance တွေပြသသွားခဲ့တဲ့နောက်မှာတော့ YGO 2-1ဆိုရရတဲ့နဲ့အနိုင်ရရှိသွားခဲ့ရင်လည်းအမတ်တွေကိုယူဆောင်သွားခဲ့တာပဲဖြစ်ပါတယ်တကယ်ကောင်းတဲ့မက်ဒစ်စီညီကိုတို့ပွဲကြီးကကြည့်ရတာဆောင်းရမ်းတန်နေကွာ